ငွေဆိုတာနဲ့ကျမတို့အားလုံးကြောင်းလန့်တတ်ကြပေမဲ့ရှေးယူဆတွေနဲ့လက္ခဏာပေတင်ပညာမှာတော့ငွေဟာကန်စာတာအပြောင်းလဲကိုပြသတဲ့အလွန်စွမ်းထက်တဲ့နိမိတ်တစ်ခုဖြစ်ပါတယ်ရှင်။အထူးသဖြင့်အိမ်မက်ထဲမှာမဟုတ်ပဲပြင်ပလက်တွေ့ဘဝမှာငွေနဲ့ပတ်သက်ပြီးကြုံရတတ်တဲ့ထူးဆန်းတဲ့နိမိတ်နှစ်ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။အိမ်ထဲကိုငွေဝင်လာတဲ့နိမိတ်ပထမဆုံးတစ်ခုကတော့အားလုံးကြုံဖူးကြားဘူးကြမဲ့အိမ်ထဲကိုငွေဝင်လာတဲ့နိမိတ်ပဲဖြစ်ပါတယ်။လူကြီးတွေကတော့အိမ်ထဲငွေဝင်ရင်ငွေမသေးတော့မကြိုးပဲအနာတရားမရှိအောင်မောင်းထုတ်လေးရှိကြပါတယ်။အကယ်၍ဝင်လာတဲ့ငွေဟာငွေကြီးမျိုးသို့မဟုတ်ငွေဟောက်မျိုးဖြစ်နေမယ်ဆိုရင်အိမ်သားတွေကတယောက်ယောက်ဟာမကြခင်မှာဖုံးတန်ခိုးအာနာနဲ့ယာရုကုန်ရှိန်တက်တော့မဲ့နိမိတ်ပါပဲလုပ်ငန်းခွင်မှာအကြီးအကဲတွေရဲ့မြောက်စားခြင်းကိုခံရတတ်ပါတယ်။အကယ်၍ဝင်လာတာကငွေအသေးလေးတွေဒါမှမဟုတ်ငွေစိမ်းလေးတွေဖြစ်နေရင်တော့အိမ်ထဲကိုလက်လာပအသစ်ဆန်းတွေစီးဝင်လာတော့မဲ့ရှေ့ပြေးနေမိလို့ယူဆကြပါတယ်။ဒါကြောင့်အိမ်ထဲငွေဝင်လာရင်လုံးဝမတက်မိဖို့အတိပြုရပါမယ်ရှင်။တက်မိရင်လက်ပိတ်ပြီးကန်စာတာညှိုးမိန်သွားတတ်ပါတယ်ရှင်။လမ်းမှာငွေနဲ့တိုးတဲ့နိမိတ်အကယ်၍ငွေကကိုယ့်ရဲ့ဘယ်ဘက်ကနေညာဘက်ကိုဖြတ်သွားတာဆိုရင်တော့မိမိသွားမဲ့ကိစ္စလုံးမဲ့အလုပ်တွေဟာအဆင်ပြေချောမွေ့ပြီးအောင်မြင်တော့မဲ့နိမိတ်ကောင်းဖြစ်ပါတယ်။ဒါပေမဲ့အကယ်၍ညာဘက်ကနေဘယ်ဘက်ကိုဖြတ်သွားတာဆိုရင်တော့မိမိသွားမဲ့ခရီးသို့မဟုတ်အလုပ်တွေမှာအခက်ခဲလေးတွေကြုံရတတ်လို့အဆအရာရာသတိထားဖို့သတိပေးတဲ့နိမိတ်လို့သတ်မှတ်ပါတယ်ရှင်။မိတ်ဆွေတို့ရောပြင်ပဘဝမှာငွေနဲ့ပတ်သက်တဲ့ဒီလိုနိမိတ်မျိုးတွေကြုံဘူးကြလားရှင်။ကိုယ်တိုင်ကြုံဘူးတဲ့ထူးဆန်းတဲ့အတွေ့အကြုံတွေရှိရင်လည်းကိုမန့်မှာမျှဝေပေးခဲ့ကြပါဦးနော်။